ပိတ်ရွှဟာရွှေကြခန်းမဆောင်မှာဒူးထောက်ချလိုက်တဲ့သူ့ရဲ့မင်းခမ်းမင်းသားအုပ်ထုပ်ကိုချွတ်ချပြီးခေါင်းမော်ထားခဲ့တာသူပြောတဲ့စကားတွေကအရန်ကိုအေးဆက်ဆက်နိုင်တော့နဲ့ကိုလည်းလုံးဝခုခံပြောဆိုခြင်းမရှိခဲ့ဘူးအေဂရီထက်မြက်ကဘာမှအတီးပြူတာလည်းမရှိသလိုဘာမှပယ်ချတာလည်းမရှိခဲ့ပါဘူးဝင်းခန့်ကမှတ်တမ်းကြီးကတော့ပြုတ်ဝက်နေရမှာမြုပ်နှံခံထားရပြီးဟုံမုံတွေတောင်တစ်ထက်ကြီးကျနေခဲ့ပြီးနှုံမိတ်တစ်ခုပဲထုတ်ပြန်ခဲ့တဲ့စံတော်ဘရင်ကလည်းလိုက်နာခဲ့တာပေါ့နန်းတော်ဘေးဘက်မှာသူ့အမားတွေအတွက်စင်ကျင်သုံးသက်ဖို့သူဦးတည်သွားရတာပေါ့အခြားသူတွေကတော့သူ့ပဲနေရမှာအမားတွေကိုစင်ကျင်နေရတယ်ဆိုတာကောင်းကောင်းကြားနေရတယ်တကယ်တော့သူ့ကိုဘာမှလုပ်ခွင့်မပြုတော့ဘူးဆိုတာရှင်းနေခဲ့တာဒါကြောင့်ဘာမှမလုပ်ပဲစောင့်ကြည့်နေုံပဲရှိတော့တယ်။အဲဒီနေ့ကစပြီးသူဟာချန်တဲ့နန်းတော်ရဲ့အပြင်ဘက်မှာကြောက်တစ်တာတစ်လုံးကင်ပြီးရက်နေခဲ့တယ်။အဲဒီကြောက်တစ်တာထဲမှာတော့သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ကျမကြီးစစ်စုပ်ပြုတ်ပြီးရှိနေတာပေါ့။မိနဲ့နှွေးထားတာဆိုတော့အပူချိန်ကလည်းအနေတော်ပဲရှိနေတာ။သူကအဲဒီကြောက်တစ်တာကိုအစီကံတွေကိုလွှဲပြောင်းပေးအပ်လိုက်တယ်။ကျမတောက်လိုက်လားမတောက်လိုက်လားဆိုတာသူဘယ်တော့မှမမေးဘူး။ကျမကသူ့ကိုတွေးလိုက်လားမတွေးလိုက်လားဆိုတာလည်းမမေးခဲ့ဘူး။နေတိုင်းပို့ပေးနေခဲ့တာဒါပေမဲ့ပို့လိုက်တဲ့ကြောက်တစ်တာတွေကတော့ဘယ်တော့မှပြန်မရောက်လာခဲ့ဘူး။မင်းသားစီပို့ပေးခဲ့တဲ့ပိုးထည်ပစ္စည်းတွေလည်းကိုရောင်ရဲ့ထောင်တနေရာမှာပုံနေခဲ့ပြီးကျမကတော့သူ့ကိုပါစက်တောင်မဟခဲ့တယ်လို့သူ့ကိုဟင်းနှချင်းဆိုင်နဲ့မတွေ့ခဲ့တာအဲ့ဒီပစ္စည်းတွေကဘယ်တော့မှရောင်းမထွက်နိုင်တဲ့တကားကုန်တစ်ခုလိုအဲ့ဒီနေရာမှာပုံနေခဲ့တာပဲအေဂရီထက်မြက်ကတော့ဇီးဥယျာဉ်တွေကစပွဲပေါ်တင်ထားတဲ့ဇီးတီတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေခဲ့တယ်အဲ့ဒီဇီးဥယျာဉ်တွေကဇီးတီတွေကအချင်းတက်တွေအရန်ပြင်းလွန်းတာကိုဒါနဲ့အေဂရီထက်မြက်ကကျမလက်ကိုစုပ်ကင်လိုက်တဲ့ဘေးနားမှာရက်နေတဲ့ပိရွှံကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်သမီးကကိုသားသမီးကိုအရန်ချစ်တယ်ဆိုတော့ဒီလောကမှာခွင့်လွှတ်ပေးလို့ရတဲ့အမားတွေရှိရဲဆိုတာနားလေတဲ့နာပေါ့တဲ့ကျမလည်းသူ့ကိုငေးကြည့်လိုက်တယ်ကျမလက်ထဲကတစ်ဖက်ရည်ကအေးဆက်နေပြီးကျမတစ်ဆက်မှမတော့ရသေးတာကိုမိချန်ကသူမဟာဝူရှင်းဖြစ်တယ်ဆိုတာသိနေတဲ့ဒီနှစ်တွေအတွင်းသူဘာတွေလုပ်ခဲ့လဲဆိုတာလည်းအကုန်သိနေခဲ့တာပေါ့ဒါပေမဲ့ညလုံးမိလိုက်တိုင်းကျမဒါပြတဲ့အကြောင်းကိုပဲအမြဲလိုအိမ်မက်နေခဲ့တယ်အဲ့ဒီအိမ်မက်ကနေလန့်နိုးလာတဲ့အခါဘေးမှာဘယ်သူမှမရှိဘူးအေးဆက်ဆက်ကြောက်စိမ့်ဆွဲပြားတစ်ခုပဲရှိနေခဲ့တာအဲ့ဒီဆွဲပြားကိုကျမဖိနှမ်းလိုက်တဲ့ရင်ထဲကအတန်တွေကိုညှို့ချရင်းပေါ့ဒီတန်ရာကိုတော့ကျမဘလို့မှကြောက်ခက်နိုင်စွမ်းမရှိခဲ့ဘူးသူမရဲ့အဖြစ်မဟုတ်ဘူးကျမဖြစ်ပါပဲပိတ်ရွှံ့ကကျမကိုဦးညွတ်ပြီးရှောက်တင်ခဲ့တယ်မင်းသမီးဒီကိစ္စကိုကြောက်ခက်ဖို့မလိုပါဘူးကျွန်တော်အမားပါဒီအဖြစ်အတွက်ချန်ရှိရဲ့ဘဝတစ်လျှောက်လုံးနောင်တနဲ့ကြည်အေးဖို့စူးစမ်းပါမယ်တဲ့အမိကြော်ကြားခြင်းကိုလည်းကျွန်တော်မတောင်းဆိုပါဘူးဘေးနားမှာရှိနေဖို့လည်းမတောင်းဆိုပါဘူးမင်းသမီးနဲ့မင်းသားလေးကိုဝေးကနေပျော်ပျော်ရွှင်ရွှင်မြင်တွေ့နေရရင်ပဲကျင်းတတ်ပါပြီလို့ပြောခဲ့တယ်ကျမအကြာကြီးတိတ်ဆိတ်နေခဲ့တယ်ပိတ်ရွှံ့ရဲ့တောင်းဆိုမှုကိုလည်းသဘောမတူခဲ့သလိုညှင်းပယ်ခြင်းလည်းမပြုခဲ့ဘူးအဲဒီနောက်တော့သူကကျမဟာတော့မာတော့ကနော့ကတ်တီးကိုအကြိုက်ဆုံးဆိုတာကြားသိခဲ့တယ်ဒါနဲ့သူကကျန်းတဲ့ဒေတာမှာနော့ကတ်တီးတွေကိုရှာဖွေခိုင်းလိုက်တဲ့ຫນွေဦးရဲ့ပထမဆုံးအတီးကိုသူ့ကိုယ်တိုင်နဲ့ပတ်ပြီးကြောက်စင်းကွက်ထဲထဲလို့ချန်လီနန်းတော်ကိုပို့ဆောင်လာခဲ့တယ်အဲဒီနေ့ကမင်းသားလေးကအိပ်ပျော်နေခဲ့တယ်ခလေးကိုချော့တိတ်ပြီးအပြင်ထွက်လာတော့နန်းဆောင်အပြင်မှာသူရဲ့နေတာကိုတွေ့လိုက်ရတယ်သူ့လက်ထဲကနော့ကတ်တီးကိုကင်ထားပုံကတော့အသက်မဲ့နေတဲ့အလားငြိမ်သက်နေခဲ့တယ်သူကျမထွက်လာတာမြင်တော့ကျမလည်းခြေတနန်းမှမနှမ်းနိုင်ပဲရက်တက်နေခဲ့တယ်သူဟာအမားတစ်ခုကိုလုတ်ခဲ့မိတဲ့လူငယ်လေးတစ်ယောက်လိုပဲကျမလည်းအဲ့ဒီမှာပဲရက်လို့တကားဝါကနေသူ့ကိုငေးကြည့်နေခဲ့တယ်အချိန်တော်ကြာမှအစိခံကိုကျူလိုက်ဆိုတဲ့စကားသုံးလုံးပဲကျမပြောခဲ့တယ်သူကတော့ပြန်သွားပြီးတညလုံးပျော်ရွှင်နေခဲ့တာပေါ့ဒါပေမဲ့နန်းတွင်းကသူ့အကြောင်းကိုပြောမစဲဖြစ်နေခဲ့တယ်စဉ်းစားရရှိကမင်းသားလေးရဲ့နောက်ခံကမရှင်းလင်းဘူးနန်းတော်မှာမမွေးမြူတင်ဘူးလို့ပြောတယ်နန်းတော်ကနေထုတ်ပြီးတော်ဝင်းမိသားစုရုံးတော်ကပဲပြုစုပြောထောင်တင်တယ်လို့ဆိုခဲ့တယ်ရေးထားတဲ့အစီရင်ခံစာကပိုင်နိုင်ပဲစာလုံးတိုင်းစာကြောင်းတိုင်းကအဲ့ဒီမိမတယောက်အကြောင်းကြီးပဲဖြစ်နေခဲ့တယ်လေဒါဘသူလက်ချက်လဲဆိုတာကျမချက်ချင်းသိလိုက်တယ်ဝင်းကြီးချုပ်ရဲ့သူ့ရဲ့သမီးချစ်စနီးရိုးချင်းရဲ့ဆိုတာပေါ့ယူစီဖုန်းကေသွားခဲ့ပြီဆိုပေမဲ့အဖြစ်တွေကတော့ကျမပေါ်ကိုပဲပုံကျလာခဲ့တယ်ငူကျိုးတစ်ခွင်မှာသူကကောလာဟာလာရီထက်လိုက်တာပေါ့ကျမကကလေးတယောက်နဲ့ပေးရွှံကိုတာဝန်ယူခိုင်းခဲ့ပြီးကလေးကပေးရွှံရဲ့ကလေးမဟုတ်ဘူးလို့လည်းပြောခဲ့တယ်လေမင်းသားရဲ့အာနာကိုကျမကမမောပြီးသူ့ကိုမိခိုနေတာလို့သူတို့ပြောနေကြတာပေါ့ဒီကောလာဟာလာရီကတောမီလိုပဲတခဏချင်းပြန့်နှံ့သွားခဲ့တာပေါ့ဒါကြောင့်အေဂရီမီဖျားကြီးကိုမကျေနပ်တဲ့ဝင်းကြီးတွေရဲ့ဂီတော်သူမမင်းသမီးကျမကိုအကိရှာချင်နေတဲ့သူတွေကပါမိုက်မဲစွာပြုတ်မူလာကြတော့တယ်အဲဒီညမှာပဲပေးရွှံနန်းတော်ထဲကိုဝင်လာခဲ့တယ်ခေါင်းရှိမှာဒူးထောက်ပြီးတော့သူ့မျိုးနွယ်ရဲ့နှစ်300ဂုံတိတ်ခါအပြင်သူ့အသက်ပါပုံအပ်ခဲ့တာပေါ့မင်းသားကချန်ကြီးရှင်ဖြစ်ပြီးသူ့ကိုကောက်ွယ်ဖို့အသက်ဆွံရဲပါတယ်လို့ပေးရွှံကပြောခဲ့တယ်တစုံတရာလိမ်ညာမှုရှိရင်လည်းသူကိုယ်တိုင်ခံယူပါမယ်တဲ့ဒီဘဝမှာအခြားဆန္ဒတွေမရှိတော့ဘူးသူတို့ရဲ့ကျွန်တော်သားလေးရဲ့ကိုပဲကောက်ွယ်ပေးခြင်းတယ်လို့သူပြောခဲ့တယ်လေအေဂရီမီဖျားကြီးကတော့သူ့ကိုကြည့်ပြီးအကြာကြီးပါတခွန်းမှထပ်မပြောတော့ပဲနေခဲ့တယ်ဒီစကားတွေကျမနာရီရောက်လာချိန်မှာတော့ကျမကလေးကိုရင်ခွင်ထဲပွေထားခဲ့တာပေါ့ကျမမုန်းကြည့်တော့ကလေးရဲ့မျက်ခုံးမွေးတွေကသူ့လိုပဲနီးရဲနေတာကိုတွေ့လိုက်ရတယ်ကျမလန်လန်မီမဲ့ကိုဖြည်းဖြည်းလေးထိလိုက်ချိန်မှာပဲကလေးကကျမကိုပြုံးပြခဲ့တယ်အဲ့ဒီတော့ကျမလည်းကလေးကိုပူပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်ကျမလုံးသားထဲမှာအခေတစ်ခုကိုရနေတယ်လို့ပဲခံစားလိုက်ရတော့တယ်လေတော်ဝင်အမဲလိုက်ပွဲရှိတဲ့နေ့တနေ့မှာပေါ့ကျမကမင်းသားလေးကိုရင်ခွင်ထဲထွေးပွေပြီးပေါင်းကင်ကနှက်ကလေးတွေကိုပြတိုက်ရင်းပညာပေးနေခဲ့တာကလေးရဲ့ရေတံလေးတွေကကြည်လင်းနေလိုက်တာတောင်ဆန်းရည်လိုမျိုးပေါ်ပါလန်းဆန်းနေတာကီလိုစိတ်လက်ပေါ်ပါတာမျိုးကျမတော်တော်ကြာပြီးမခံစားရတာဒါပေမဲ့ရုတ်တရက်ပဲနောက်ကျောဘက်ကနေကျေလောင်တဲ့အတန်ကြီးတတန်ကြားလိုက်ရတယ်ကျမလည်းဘာမှမစင်စားတော့ပဲကလေးကိုလက်မောင်းနှစ်ဖက်ကြားတဲ့အလိုလိုဆွဲပွေကောက်ွယ်
လိုက်မိတယ်။ဒါရှိတဲ့ချောင်းကကျမစီတက်တိုးဝင်လာခဲ့တာကျမမျက်လုံးတွေကိုမှိတ်ပြီးကလေးရဲ့ခေါင်းကိုရင်ခွင်နဲ့ဖိကတ်ထားလိုက်မိတယ်။အဲ့ဒီနောက်တော့တုံးခနဲ့မြည်တမ်းတန်ကြားလိုက်ရပြီးနှွေးထွေးတဲ့သွေးတွေကကျမပတ်ပြင်ပေါ်စင်ကုန်တော့တာပဲ။အကယ်တော့အဲ့ဒီလောက်ကျန်သူကမျိုးစီဖုန်းရဲ့လက်ကျန်ဖွဲ့ဝင်တူပဲသူကမိသားစုကိုရှင်းလင်းတုံးကကန်ကောင်းကိုလွတ်မြောက်ခဲ့ပြီးလှုပ်ဝက်နေရမှာပေါပေါင်းနေခဲ့တာမျိုးစီဖုန်းအတွက်လက်စားချေဖို့ကြံစီနေခဲ့တာပေါ့မင်းသမီးနဲ့မင်းသားလေးကိုလွတ်ကြံပြီးတော့မင်းဆက်တစ်ခုလုံးကိုကြရရိုက်အောင်လုပ်ချင်ခဲ့တာအမဲလိုက်ကွင်းတွေကလူရှင်းတဲ့နေရာမှာအဆောင်ရှောက်နေတော့အခွင့်ကောင်းယူပြီးကျမနဲ့မင်းသားလေးကိုတစ်ချက်တည်းတက်ပြစ်ချင်ခဲ့တာဒါပေမဲ့သူမထင်ထားတာကတော့ဖေးရွှန်းကကျမတို့နောက်ကနေအမြဲတိတ်တိတ်ဆိတ်ဆိတ်လိုက်ပါလာပြီးကျမတို့ရဲ့လုံခြုံရေးကိုအချိန်တိုင်းကာကွယ်ပေးနေခဲ့တာပါပဲကျမမျက်လုံးဖွင့်ကြည့်လိုက်တော့ဖေးရွှန်းကကျမရှိမှာကားရက်ပေးထားတာကိုတွေ့လိုက်ရတယ်ဓာတ်ရှည်တစ်ချောင်းကသူ့ရဲ့ပခုံးနဲ့ကြော်ကုန်းကိုဖောက်ဝင်နေတာအဲ့ဒီနောက်တော့သူလဲကျသွားခဲ့တယ်သူမျက်နှာပေါ်သွေးတွေဆင်းနေပေမဲ့သူမျက်နှာကငြိမ်သက်နေတဲ့အိပ်ပျော်နေတယ်လို့မျိုးပဲဆရာဝန်တွေကတော့အကောင်းဆုံးဒဏ်ရာလိမ့်စီးတွေလိမ့်ပေးပြီးသွေးတိတ်ဖို့ခွန်းတွေနဲ့ဖိပေးနေကြတယ်ကျမကတော့လူအကုန်လုံးကိုဖယ်ရှားလိုက်ပြီးစေးထိုးအိတ်ကိုကိုရိုင်းယူလိုက်တယ်အဲ့ဒီအဆုံကကျမအသက်15နှစ်အရွယ်မှာဆရာစီကပညာဆောင်ခဲ့တုန်းကဆရာပေးခဲ့တာကျမနဲ့အတူအနည်း20ရှိပြီးအသက်ပေါင်းများစွာကိုကယ်တင်ခဲ့ဘူးတယ်ဒါပေမဲ့ဒီတစ်ခါလိုမျိုးကျမလက်တွေတုံရင်နေခဲ့တာဘယ်တော့မှမရှိခဲ့ဘူး